ကဘာပေါ်မှာနိုင်ငံတွေအချင်းချင်းမတူညီတဲ့ရှုမြင်သုံးသပ်မှုတွေသဘောထားကွဲလွဲမှုတွေအများရှိပါတယ်။ဒီအထဲမှာတရုတ်နိုင်ငံနဲ့ပတ်သက်တဲ့အမြင်တွေကလည်းအများကြီးကွဲပြားနေတာတွေ့ရပါတယ်။ဒီနေ့မှာတရုတ်ကိုအမြင်မကြည်လင်တဲ့ထိပ်တန်းနိုင်ငံတွေကိုလေ့လာကြည့်ရအောင်။ဘာကြောင့်အဲ့ဒီလိုသဘောထားတွေဖြစ်ပေါ်လာရတယ်လဲ။နောက်ွယ်ကအကြောင်းရင်းတွေကိုလည်းဆွေးနွေးသွားပါမယ်။ပထမဆုံးအနေနဲ့ဂျပန်နိုင်ငံအကြောင်းပြောကြရအောင်ဂျပန်နဲ့တရုတ်ကြားမှာတမိုင်းကြောင်းအရာရောပိုင်နက်အရေးကိစ္စတွေမှာပါအငင်းပွားမှုတွေအများကြီးရှိပါတယ်ဒုတိယကမ္ဘာစစ်အတွင်းကဂျပန်ရဲ့လုပ်ရက်တွေနဲ့ပတ်သက်ပြီးတရုတ်ရဲ့ခန်းစားချက်တွေကပြင်းထန်နေသေးပါဂျပန်ခေါင်းဆောင်တွေကဒီအပေါ်မှာတရုတ်ဝင်အပြည့်အဝတောင်းပန်မှုတွေမလုပ်ဘူးလို့တရုတ်ကယူဆနေပါတယ်စန်ကာကုဒီယာယူကျွန်းစုတွေအပေါ်ပိုင်ဆိုင်မှုအငင်းပွားနေတာကလည်းနှစ်နိုင်ငံဆက်ဆံရေးကိုတင်းမာစေတဲ့အဓိကအကြောင်းရင်းတစ်ခုပါပဲဒါအပြင်ဂျပန်ကအမေရိကန်နဲ့မဟာမိတ်ဖြစ်ပြီးတရုတ်ရဲ့စီးရေးဆိုင်ရာတိုးချဲ့မှုကိုထိန်းချုပ်ဖို့ကြိုးစားနေတာကိုတရုတ်ကသဘောမကျပါဘူးနောက်တစ်နိုင်ငံကတော့အိန္ဒိယပါအိန္ဒိယနဲ့တရုတ်ဟာနယ်နိမိတ်ချင်းထိစပ်နေတဲ့အိန္ဒိချင်းတွေဖြစ်ပေမဲ့ဆက်ဆံရေးကအမြဲတမ်းအေးဆက်ပါပဲ1962ခုနှစ်ကနယ်စပ်စစ်ပွဲရဲ့အမွေဆိုးတွေကနှစ်နိုင်ငံကြားမှာယုံကြည်မှုတည်ဆောက်ဖို့ခက်ခဲစေပါတယ်။နယ်စပ်ဒေသတွေမှာမကြာခဏဆိုသလိုတင်းမာမှုတွေဖြစ်ပေါ်နေတတ်ပါတယ်။တရုတ်ရဲ့ပလဲကျူးမဟာဗျူဟာအရအိန္ဒိယကိုဝန်းရံထားတဲ့စိတ်ကမ်းတွေနဲ့အခြေစိတ်စကန်တွေတည်ဆောက်နေတာကိုလည်းအိန္ဒိယကစိုးရိမ်နေပါတယ်။ဒါအပြင်တရုတ်ကပါကစ္စတန်ကိုအားပေးထောက်ခံနေတာကလည်းအိန္ဒိယအထွတ်စိတ်အနှောက်အယှက်ဖြစ်စေရပါဗီယက်နမ်နဲ့တရုတ်ကြားမှာလည်းတမိုင်းကြောင်းအရာရှုပ်ထွေးတဲ့ဆက်ဆံရေးရှိပါတယ်။နှစ်နိုင်ငံစလုံးကကွန်မြူနစ်နိုင်ငံတွေဖြစ်ပေမဲ့သဘောထားကွဲလွဲမှုတွေအများကြီးရှိပါတယ်။တောင်တရုတ်ပင်လယ်ထဲမှာပိုင်နက်အငင်းပွားမှုတွေကဗီယက်နမ်အတွက်အဓိကစိုးရိမ်စရာဖြစ်ပြီးတရုတ်ရဲ့ရေကြောင်းလှုပ်ရှားမှုတွေကိုစောင့်ကြည့်နေပါတယ်။1989ခုနှစ်ကတရုတ်ဗီယက်နမ်စစ်ပွဲကလည်းနှစ်နိုင်ငံဆက်ဆံရေးမှာအမားရိုက်တစ်ခုလိုကျန်းခဲ့ပါတယ်။ဩစတြေးလျဟာတရုတ်ကိုအမြင်မကြည်လင်တဲ့နောက်တစ်နိုင်ငံပါ။ကုန်သွယ်ရေးအရာအားကိုးနေရပြီမဲ့နိုင်ငံရေးအရသဘောထားကွဲလွဲမှုတွေရှိပါတယ်။တရုတ်ရဲ့ဩစတြေးလျနိုင်ငံရေးမှာဝင်ရောက်ဆွတ်ဖက်ဖို့ကြိုးစားမှုတွေဩစတြေးလျတက္ကသိုလ်တွေမှာလှူရှားမှုတွေလှုပ်ဆောင်နေတာကိုဩစတြေးလျကစိုးရိမ်ပါတယ်။ကိုဗစ်-19 ကပ်ရောဂါစတင်ဖြစ်ပွားချိန်မှာဩစတြေးလျကလွတ်လပ်တဲ့စုံစမ်းစစ်ဆေးမှုတွေလုပ်ဖို့တောင်းဆိုခဲ့တာကြောင့်တရုတ်နဲ့ဆက်ဆံရေးပိုဆိုးရွားသွားမိပါတယ်။ကနေဒါနဲ့တရုတ်ဆက်ဆံရေးဟာလည်းအခက်ကြမ်းတမ်းပါတယ်။ Huawei CF4 မောင်ဝမ်စုကိုဖမ်းဆီးခဲ့ပြီးနောက်နှစ်နိုင်ငံဆက်ဆံရေးဟာတိတိတသာတင်းမာလာခဲ့ပါတယ်။တရုတ်ကကနေဒါနိုင်ငံသားတွေကိုဖမ်းဆီးပြီးတုံ့ပြန်ခဲ့ပါတယ်။တရုတ်ရဲ့လူခွင့်ရေးချိုးဖောက်မှုတွေနဲ့ပတ်သက်ပြီးကနေဒါကဝေဖန်မှုတွေလုပ်လေ့ရှိပါတယ်။အထူးသဖြင့်ရှင်ဂျန်ဒေသကဝီဂါမွတ်စလင်တွေပေါ်ဆက်ဆံပုံနဲ့ပတ်သက်ပြီးစိုးရိမ်မှုတွေရှိပါတယ်။ဒီနိုင်ငံတွေဟာတရုတ်ကိုမတူညီတဲ့အကြောင်းပြချက်တွေနဲ့အမြင်မကြည်လင်ကြပါဘူး။တမိုင်းအမွေအနှစ်တွေနယ်မြေအငင်းပွားမှုတွေစီးပွားရေးနဲ့နိုင်ငံရေးဆိုင်ရာပြိုင်ဆိုင်မှုတွေဟာအဓိကအကြောင်းရင်းတွေဖြစ်ပါတယ်။ကမ္ဘာအင်အားကြီးနိုင်ငံတစ်ခုအနေနဲ့တရုတ်ဟာဒီစိန်ခေါ်မှုတွေကိုရင်ဆိုင်ဖြေရှင်းမှုလိုအပ်ပါတယ်။ပွင့်လင်းမြင်သာမှုရှိတဲ့ဆက်ဆံရေးတွေတည်ဆောက်ပြီးနိုင်ငံတကာဥပဒေတွေကိုလေးစားလိုက်နာဖို့အရေးကြီးပါတယ်။ကမ္ဘာကြီးဟာတစ်ခုနဲ့တစ်ခုချိတ်ဆက်နေတဲ့အတွက်နိုင်ငံတွေအကြားမှာနားမလည်မှုတွေတည်ဆောက်ပြီးအပြုသဘောဆောင်တဲ့ဆက်ဆံရေးတွေထူထောင်ဖို့ကြိုးစားသင့်ပါတယ်